ငွေချေးပြီးမပေးနိုင်ရင်တကယ်ထောင်ကျနိုင်လားလူတော်တော်များများဒီမေးခွန်းကိုကြောက်ကြပါတယ်တချို့ကမပေးနိုင်ရင်ထောင်ပဲလို့ထင်ကြတယ်ဒါပေမဲ့အမှန်တကယ်ဥပဒေအရဘယ်လိုလဲဆိုတာကိုဒီဗီဒီယိုလေးမှာရှင်းပြပါမယ်ဒီဗီဒီယိုလေးမှာလူများစုကြုံတွေ့ရတတ်တဲ့ငွေချေးကိစ္စကိုဆွေးနွေးသွားပါမယ်ပထမဆုံးသိထားရမယ့်ချက်ကတာမန်ငွေချေးခြင်းဟာ civil case ဖြစ်ပါတယ်ဆိုလိုတာကငွေပြန်မပေးနိုင်တာကြောင့်ဓာတ်ရိုက်ရာဇဝတ်မှုမဖြစ်နိုင်ပါဘူးဥပမာပြောရမယ်ဆိုရင် A က B ကိုငွေ10သိန်းချေးတယ်တတ်မှတ်ချိန်မှာမပေးနိုင်ဘူးဒီလိုအခြေအနေမှာ B ကတရားရုံးမှာတရားမကြောင်းနဲ့တရားစွဲဆိုနိုင်ပါတယ်ဒါပေမဲ့ချက်ချင်းပြီးဖမ်းဆီးထောင်ချတာမျိုးတော့ဆောင်ရွက်လို့မရပါဘူးဘယ်အချိန်မှာရာဇဝတ်မှုဖြစ်နိုင်ပါသလဲအရေးကြီးဆုံးချက်ကတော့လိမ်လည်မှုပါဝင်ရင်ရာဇဝတ်မှုဖြစ်နိုင်ပါတယ်ဥပမာငွေယူချိန်ကလေးကပြန်မပေးဖို့ရည်ရွယ်ထားတာမမှန်သတင်းပေးပြီးတော့ယူတာပိုင်ဆိုင်မှုမရှိတာကိုပိုင်တယ်လို့ပြောပြီးတော့မှယူတာဒီလိုမျိုးဆိုရင်တော့ဒါလိမ်လည်မှုဖြစ်နိုင်ပါတယ်ဒါကြောင့်ငွေမပေးနိုင်တာနဲ့လိမ်လည်တာကမတူပါဘူးဒါကြောင့်အကြံပြုချင်တာကတော့ငွေချေးတဲ့အခါမှာစာချုပ်ရေးပါ promissory note ထားပါတက်တည်ရှိအောင်လုပ်ပါ bank transfer ကိုအသုံးပြုပါအထူးသဖြင့်စာချုပ်မရှိဘူးဆိုရင်နောက်ပိုင်းမှာတရားရောက်တဲ့အခါမှာတက်တည်ပြဖို့ခက်ခဲပါတယ်ငွေယူသူအနေနဲ့လည်းပဲကိုကငွေပြန်မပေးနိုင်ဘူးဆိုရင်လည်းပဲပုံရှိုးကွယ်ရှိုးမနေဘဲနဲ့ညှိနှိုင်းခြင်းကတော့အကောင်းဆုံးပဲဖြစ်ပါတယ်လူများစုယုံကြည်နေတဲ့အမှား၃ခုကတော့ငွေမပေးနိုင်ရင်အမြဲထောင်ကြမယ်ရဲကိုတိုင်ရင်ချက်ချင်းဖမ်းခံရမယ်စာချုပ်မရှိရင်တရားစွဲလို့မရဘူးဆိုပြီးတော့မှဖြစ်ပါတယ်ဒီအချက်တွေကတော့အမှုရဲ့အခြေအနေပေါ်မှာမူတည်ပါတယ်ဒါကြောင့်အမှန်တရားကိုနားလည်ထားဖို့အရေးကြီးပါတယ်ဒီတော့အချင်းချုပ်ပြောရမယ်ဆိုရင်ကျမတို့တာမန်ငွေချေးမှုဟာတရားမကြောင်းပဲဖြစ်ပါတယ်လိမ်လည်မှုပါဝင်မှသာရာဇဝတ်ကြောင်းမြောက်နိုင်ပါတယ်ဒါကြောင့်မကြောက်ပါနဲ့ဥပဒေကိုမသိဘဲနဲ့လည်းရမ်းမလုပ်ပါနဲ့ဥပဒေကိုသိထားရင်တော့ကိုယ့်အတွက်အန္တရာယ်လျော့နိုင်ပါတယ်ဒီလိုလက်တွေ့အသုံးချနိုင်တဲ့ဥပဒေဗဟုသုတတွေကိုရကျင်နေဆိုရင်တော့ subscribe လုပ်ထားပေးပါမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရေးထားပေးနိုင်ပါတယ် share လုပ်ပေးခြင်းဖြင့်လူအများစုကိုလည်းအကျိုးရှိနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်